အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အခုဗီဒီယိုမှာဆိုရင်အတိတ်စာရွက်ပေါင်း300နီးပါးလောက်ကိုတင်ပေးထားပါတယ်ဒီတစ်ပတ်မှာဗီဒီယိုတင်တဲ့တရက်နောက်ကျသွားတဲ့အတွက်ကိုကျွန်တော်ဒီနေ့ရတဲ့ကတ်တွေပါအကုန်စုပြီးတော့တင်ပေးထားတာပါပုံမှန်ဆိုရင်တော့ကျွန်တော်ကတ်တရလောက်ပဲပထမနေ့မှာရတဲ့ဟာကိုတင်ပေးထားတာပါကျွန်တဲ့ကတ်ကိုတော့ Telegram မှာကြည့်လို့ရပါတယ်ကျွန်တော် Telegram မှာဆိုရင်နှစ်တိုက်ထိုင်ကတ်တွေရောမှန်နေတဲ့ကတ်တွေရောကိုစုပြီးတော့တင်ပေးထားပါတယ်အဲဒါကြောင့်မို့ Telegram channel ကို join ပြီးကြည့်လို့ရပါတယ်ဒီဗီဒီယိုရဲ့ comment မှာ link ချပေးထားပါတယ်အဲဒါနှိပ်ပြီး join ပြီးကြည့်လို့ရပါတယ်အဲ့ဒီ link ကိုမတွေ့ဘူးဆိုရင်လည်းကျွန်တော်ကို comment မှာ hi ခဲ့လိုက်ပါကျွန်တော်ပြန်ပြီးတော့ reply ထောက်ပြီးတော့ link ပြန်ချပေးထားပါမယ် Telegram မှာတော့ပုံပြီးကြည့်လို့ကောင်းပါတယ်ကတ်တွေတင်တာအစားများအခုဒီမှာဆိုရင်ကတ်တွေကိုစောင့်ရသေးတယ်ဟိုမှာကျတော့ပုံနေနဲ့ဆိုတော့ overall ပေါ်ကနေပါအကုန်မြင်ရပါတယ်ဒီ YouTube ကလည်းအဆင်မပြေပါဘူးတခါလေဗီဒီယိုတွေဖြစ်ချလို့တချို့အပတ်တွေဆိုရင်တင်လို့မရတဲ့အပတ်တွေရှိပါတယ်အဲဒါကြောင့် Telegram channel ကို join ထားလိုက်ပါကျွန်တော်ရဲ့အခု YouTube channel ကိုလည်း subscribe လုပ်ခဲ့ကြပါဦး
စီစီဝါသုံးမမကျွင်း
ချမ်းသာခြင်းလည်းရှိပါစေဘေးမရာရန်တွေကင်းကောင်းတဲ့တွေလည်းကြပါစေရှာပြီးသောစီစဉ်တွေလည်းတည်မြဲပါစေမရသေးသောစီစဉ်တွေလည်းရှာကြပါစေကိုယ်စီစီဝါသုံးမမကျွမ်းချမ်းသာခြင်းလည်းရှိပါစေဒီမရာရန်တွေကင်းကောင်းတဲ့တွေလည်းကြပါစေရှာပြီးသောစီစဉ်တွေလည်းတည်မြဲပါစေမရသေးသောစီစဉ်တွေလည်းရှာကြပါစေဒီရေရှိရာရွှေမိုးရွာဒီချမ်းရှိရာငွေမိုးရွာဒီတိုက်ဒီချမ်းဒီအင်ကြီးဟာယရနာရှိရာယရနာဆုလို့ជីវာတိုးတက်ချမ်းသာပါစေမင်္ဂလာရှိပါစေကျက်တရေရှိပါစေကျန်နိုင်အောင်ဆောင်နိုင်မြောက်ပါစေလူအင်ဆန္ဒတွေအားလုံးပြည့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 ်ပါစေလူအင်ဆန္ဒတွေ
ပြတ်သားနိုင်လေပြန်စင်စားတိုင်းကံကိုသာလေးဒီလူချင်းဝဲနဲ့အတူသာမောတဲ့ချစ်သာလေးငယ်ရွယ်သူမို့ချစ်ဖဲကိုအလေးသာပေးလေမယ်သူသိသလိုပဲ ကိုယ်စိတ်စီဝါသုံးမမကျွမ်းချမ်းသာခြင်းလည်းရှိပါစေဘေးပြာရန်တွေကင်းကောင်းတဲ့တွေလည်းကြပါစေရှားပြီးသောစီစဉ်တွေလည်းတည်မြဲပါစေမရသေးသောစီစဉ်တွေလည်းရှားကြပါစေကိုယ်စိတ်စီဝါသုံးမမကျွမ်းချမ်းသာခြင်းလည်းရှိပါစေဘေးပြာရန်တွေကင်းကောင်းတဲ့တွေလည်းကြပါစေရှားပြီးသောစီစဉ်တွေလည်းတည်မြဲပါစေမရသေးသောစီစဉ်တွေလည်းရှားကြပါစေဒီရေရှိရာရွှေမိုးရွာဒီချမ်းရှိရာ